ဝင်မလို့ပါ ticket မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ ticket ကိုဝယ်ရမယ် ticket ဝယ်မယ်ပြီး train တက် bus တက်ဝယ်ရပါတယ်အဲ့ဒီ cat အပြအရောင်လေးရမှာပေါ့နော်ဒီ passenger full fare ဆိုတာ cat fee ပါသူက2 euro ပေးရပါတယ်အဲ့မှာမှာပတ်စံထပ်ဖြည့်ရမယ်ပေါ့နော်ဒါရထား2ကြိမ်စီးဖို့အတွက်ပါအဲ့တော့ check out လုပ်ပြီး receipt မလုပ်ဘူးဆိုပြီးလိုက်မယူတော့ဘူးဟိုကကျွန်တော် cat ထည့်လိုက်ရုံပါပဲအဲ့တော့ကျွန်တော်တို့ဒီဘက်မှာ okay နှိမ့်လိုက်အဲ့ဆိုကတ်ထွက်လာပါပြီအဲ့ဟိုကကလှုပ်နေပါတယ်အဲ့ဒါကျွန်တော်ကကပ်ဖို့နှစ်ချက်ပေးလိုက်ပါတယ်ပြီးသွားရင်ဟွာပြီးပေါ့ဒါဆိုရင်ကျွန်တော်ပေးတဲ့ဟာဒီကတ်ကကျတော့ cat fee ဖြစ်ပါတယ် cat fee က2 euro ပါတထားတစ်ခါစီရင် 2.5 ပေးရတယ် plus ကတစ်ခါစီရင်2 euro ပေးရပါတယ်